ရဲ့အညစ်အကြေးကဘာလဲလို့မေးမယ်ဆိုလို့ရှိရင်အနုဌာနတက်ကြွအလုံးမလုံးခြင်းဟာအိမ်ရဲ့အညစ်အကြေးပဲအိမ်ပေါ်မှာနေတဲ့အခါမှာတန်တန်ပြန့်ပြန့်မနေတတ်လို့ပြင်းရည်နေတဲ့ပုဂ္ဂိုလ်တွေနေတဲ့အိမ်မှာဆိုရင်အိယာထဆောင်မခောက်တာကအစကိုယ်ရုပ်ကာယအမိုက်တဲ့တွေရှုပ်ပွားပြီးကိုနေတဲ့နေရာဟာတန်ပြန့်မှုမရှိဘူးအညစ်အကြေးတွေပဲအနုဌာနဆိုမကြိုးစားခြင်းမတက်ကြွခြင်းလုံလဝီရိယကင်းမဲ့ခြင်းဟာအိမ်မှာနေတဲ့ပုဂ္ဂိုလ်တွေအိမ်ရဲ့အညစ်အကြေးတွေပဲလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားဆိုလိုတာကကိုယ်အိမ်ကိုယ်ရာနဲ့အိမ်မှာအဆောက်အအုံမှာနော်အဆောက်အဦနဲ့နေကြတဲ့အခါမှာတန်တန်ပြန်ပြန်ကြည်ကြည်နွေ့နွေ့ဖြစ်အောင်လှလှပပပြင်ဆင်လို့စနစ်တကျထားပြီးဒီလိုနေတဲ့နဲ့ပေါ့ဒီလိုဆိုလိုတာပေါ့အိမ်ထဲမှာနေပြီးတော့ဖြစ်ကြတဲ့ဆံမနေပဲနဲ့တန်တန်ပြန်ပြန်ကြည်နူးဝယ်ဖြစ်အောင်အိမ်မှာအမြဲတမ်းတန်းစင်နေအောင်တန်ရှင်းနေအောင်ဒီလိုထားတဲ့နေကြိုးစားအားထုတ်တဲ့နေလို့အကယ်၍အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်အိမ်ဟာအိမ်ထဲမှာရှုပ်ပွေနေမှာဒါကအတွင်းနဲ့ပြောတာနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် maintenance ဆိုတာအမှန်တမ်းလို့မြန်မာလူမျိုးတွေအားအနည်းဆုံးပဲ maintenance ကပြောရမယ်ဆိုရင်ငွေကြေးကုန်ကြခံပြီးတိုက်ကြီးတွေအဆောက်အဦကြီးတွေစောက်တယ်လှူလို့ရှိရင်လည်းတိုက်ကြီးတွေအဆောက်အဦကြီးတွေလှူဒန်းကြတယ်ပြီးတဲ့အခါကျတော့ပြုပြင်ထိမ့်သိမ့်မှုဆိုတာလုံးဝမရှိတော့ဘာဖြစ်လဲဖျားတွေဆိုရင်ညောင်မင်းပေါက်တယ်တိုက်တွေဆိုရင်လည်းညောင်မင်းတွေပေါက်နေတယ်ပျက်စီးဆုံးရှုံးကုန် maintenance မရှိတာအနုဌာနမလာကြတာအဆောက်အဦတွေဆောက်လုပ်ထားတဲ့အဆောက်အဦတွေတန်တန်ပြန့်ပြန့်မထားရင်ပျက်စီးတယ်လမ်းတွေမှာလည်းပဲတန်တန်ပြန့်ပြန့်မလုပ်ဘူးဆိုလို့ရှိရင်လမ်းတွေပျက်စီးတယ်အိမ်တွေမှာလည်းပျက်စီးတယ်ရေမြောင်းတွေလည်းပျက်စီးတယ်အနုဌာနမလာကြတာအလုံးမလုပ်ဘူးဆိုလို့ရှိရင်လောကကြီးတစ်ခုလုံးဟာယိုယွင်းပြိုကျပျက်စီးသွားနိုင်တယ်လို့မြတ်စွာဘုရားကဒီတတိပေးတဲ့စကားလုံးလေးဟာတာမန်စကားလုံးမဟုတ်ဘူးအလွန်ကြီးမားတဲ့အနုဌာနမလာကြတာစီပင်သားရရဲ့ဆောင်မုတ်တောင်လုပ်ဖို့ကောင်းတာနော်maintenance ရှိရမယ်မြို့သားရတန်ရှင်းဖို့ဆိုင်းဘုတ်ကလေးတွေချိန်လို့မရဘူးကိုယ်တိုင်လက်တွေ့နေ့စဉ်နဲ့အမျှတန်ရှင်းပြီးတော့နေဖို့စီပင်တိုးတက်နေအောင်ဟာအမြဲတမ်းဥဋ္ဌာဏလို့ဆိုတဲ့တက်ကြွဆောင်ရွက်လုပ်ကိုင်နေမှသာလေတန်ရှင်းခြင်းစင်ကြယ်ခြင်းဆိုတာရှိတယ်ပေါ့အဲ့ဒါမြန်မာပြည်မှာအားနည်းနေတုံးပဲမြန်မာလူမျိုးတွေတရားတရားအလွန်ကောင်းတဲ့အဆောက်အဦကြီးတွေဆောက်တယ်ဆောက်ထားတဲ့အဆောက်အဦကြီးတွေနောက်ထပ် maintenance လုပ်ဖို့ခေါင်းနဲ့မထည့်ဘူးတပြေးပြေးပြက်ပြီးတော့ယိုယွင်းပျက်စီးသွားတယ်အနေအထားမျိုးတွေရောက်တယ်ပေါ့ဒါတွေက